ဒီနေ့ပြောချင်တဲ့ topic ကဘာလဲဆိုတော့လူတွေကလည်းသိလားကျမတို့ကလေအကုန်လုံးကမှားလို့ရတယ်မှားတာကိုကြောက်စရာမလိုအမားအနေမှာတင်ယူရင်းနဲ့ပဲကျမတို့တက်လာတာပဲဟုတ်တယ်မလားဟိုမှာငယ်တော့ကဝါလုံးဝါရမရတတ်ဘူးဟိုမှာဖောင်းဆောင်ဖြစ်တာမျိုးရှိမယ်ပြပြဖြစ်တာမျိုးရှိမယ်ဝါလုံးဝမဆက်တာမျိုးရှိမယ်အဲ့ဒါကိုကြည့်ပြီးတော့မှဘလို့လေးလုပ်ရင်တော့ဝိုင်းသွားမယ်ဆိုပြီးတော့ကျမတို့တင်ခဲ့ပြီးနဲ့ဝါလုံးတက်လာတယ်အဲ့လိုပဲတကယ်လက်တွေ့ဘဝမှာလဲမားလို့ရတယ်ကိစ္စမရှိဘူးအမားအနေပြန်ပြင်ရမယ်တခုရှိတာဘူးတခုတော့ရှိရပါလဲဆိုတော့ကိုမားမှန်းတော့သိရမယ်ပြီးရင်ပြင်ဖို့နီလန်ကိုရှာမယ်အဲ့လိုမျိုးပဲနဲ့မားမှန်းသိတယ်ဒါပေမဲ့သွားပြီကွာငါတော့ပြင်လို့မရပါဘူးကွာဆိုပြီးတော့ရေစုံမျောလိုက်ရင်တော့ဒါကဘလို့မှအဖက်ဆိုင်လို့မရတဲ့အထီးကိုဖြစ်သွားနိုင်တယ်ဆိုတော့မားလို့ရပါတယ်မားလို့လည်းကိစ္စမရှိဘူးဒါပေမဲ့မားမှန်းသိရမယ်ပြင်ဆင်ဖို့နီလန်ကိုကျမတို့အနေနဲ့ရှာတတ်ကြမယ်အဲ့လိုဆိုရင်အမားတွေကနေတင်ယူနေကျမတို့ဘဝတွေကပို့ပြီးတော့ update ဖြစ်တဲ့ level တစ်ခုစီကိုရောက်သွားမယ်လို့ကျမတို့ထင်တယ်ဒါကတော့ရုပ်တရက်ထွက်လာတဲ့အတွေ့ကိုပြောပြတာပါကျမလည်းမှားတယ်အများကြီးရှိရဆိုတဲ့အတွက်ကြောင့်လေကျမလည်းအခုကျမမှားခဲ့အမားတွေကနေပြန်ပြီးတော့ပြင်ဆင်ဖို့အဖက်ဆယ်ဖို့ကြိုးစားနေတယ်အဲ့လိုပဲတင်တို့တွေအခုနားထောင်နေတဲ့လူတွေလည်းအကယ်အမားတွေရှိခဲ့လို့ရှင်အမားတွေများလုပ်ခဲ့လို့ရှင်ပြင်ဆင်ဖို့အချိန်ရှိပါတယ်ချို့အမားတွေကနည်းနည်းလေးအချိန်ကြာတယ်ပြန်ပြင်ဖို့လေဒါမဲ့လုံးဝမပြင်နိုင်တဲ့ဟာမျိုးတော့နည်းပါတယ်များသောအားဖြင့်တော့ပြင်လို့ရပါတယ်